ကဲအားလုံးမင်္ဂလာပါဒီနေ့2003 Mercedes Sport van နော်ဒီကောင် carbon filter အတစ်လဲမလို့နော်ဒီနည်းနည်းလေးပါဒီတလုံးမတလုံးလေးနော်ဒီတလုံးမတလုံး sharing လုပ်တော့တာဖြစ်တယ်ကဲမှာ driver side ဒီကောင်ဘေးမောင်းနော်ညာဘက်မှာရှိတယ်ပြီးရင်ဒီမှာဒီအောက်ကကားပါကိုကျွန်တော်ဖြုတ်မယ်ဒီမှာတစ်လုံးဖြုတ်ပြီးပြီဒီမှာနှလုံးပြီးဒီမှာသုံးလုံးเนาะဟောဒီကားပါကိုကျွန်တော်ဖြုတ်မယ်โอเคသုံးလုံးပြီးရင်ချောင်းလေးနဲ့ဆွဲလို့လိုက်ပါนี่นะแล้วก็ဆွေးနွေးလိုက်တစ်လုံးနှလုံးသုံးလုံးပြီးရင်အောက်မှာရှိတယ်နော်ကြည့်တွေ့ရလားဟိုကောင်တွင်းထဲမှာရှိတယ်ပြီးရင်ကျွန်တော်ဘာလို့ရမလဲခဏလေးတိုင်းထောင်လိုက်နော်นี่นี่ကိုကျွန်တော်အိုးဖျားကြီးလို့တူအားပါတော့နော်ဒီကောင်ပြန်ပြီးတော့ slide ထည့်ရမှာဖြစ်တယ်ပြန်ပိတ်တဲ့ခါကျပြောတော့နော်โอเคပြီလားဒီပြီးရင်ဒီကောင်လေးဒီတိုင်းပဲလာသူပဲနော်ကုံလုံးဖြုတ်ချင်တော့ဖြုတ်လို့ရတာပေါ့ပို့ပြီးတော့အေးတယ်ကုံဖြုတ်လိုက်ပြီးရင်ညစ်ပတ်နေတာပဲတခါမှမလေးဘူးလားခဏလေးဒီလိုတော့ထွက်လာပြီးထွက်လိုက်ကြည့်လို့ရှိရင်ညစ်ပတ်နေတွေ့လားခဏထားမယ်တွေ့လားမတိချောက်ဒီနော်ဒီရကလေးလေးတွေ့လားမမြိုင်ပဲညစ်ပတ်နေတယ်ကိုရှူမဲ့လေးနော်အဲ့ဒါလေးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်နော်ဒီချွတ်ထဲမယ်ဒါဒီ location လေးနော် sharing လုပ်တော့ဖြစ်တယ်နော် location လေး sharing လုပ်တော့ဖြစ်တယ်ထည့်လိုက်ပြီနော်ဒီမှာတန်လေးရှိတယ်နော်ဟိုဒီတန်ကဟိုအတွင်းထဲမှာဒါမီးလည်းငင်းရမို့ပြီလားတွေ့ရလားဒီကျွန်တော်စနောကလေးလေးပြန်လေးတက်ပြီးလိုက်ရောကလေးကဘလို့လဲ slime ဒီက lock ဖြစ်တယ်နော် lock ဖြစ်တယ်ဒီက lock ကြတော့ဒီကျန်တဲ့ဖက်လေးဒီတိုင်းမယ်နော်ဒီဒါလေးပါပဲနော်